Premier League ပွဲစဉ်8အတွက်အင်တာနက်ခန့်မှန်းချက်များဒီတစ်ပတ်မှာတော့ Premier League ပွဲစဉ်8ရှင်မြန်ကစားတော့မှာဖြစ်ပြီးတော့စနေနေ့ညမှာတော့9ပွဲတနင်္ဂနွေနေ့ညမှာတော့2ပွဲနဲ့တနင်္လာနေ့ညမှာ1ပွဲရှင်မြန်ကစားတော့မှာပဲဖြစ်ပါတယ် Premier League ပွဲစဉ်8အတွက်အင်တာနက်ရဲ့ပွဲကြိုခန့်မှန်းချက်တွေကိုဘောလုံးပွဲဆော့ရဲကိုတွေထောက်ကူဖြစ်အောင်လို့ညီမတင်ဆက်ပေးလိုက်ရပါတယ်စနေနေ့ညမှာအစောဆုံးအဖြစ်ညနေ6နာရီမှာကစားမယ် Nottingham Forest Chelsea ပွဲမှာဆိုရင်တော့ Chelsea အသင်းက2ဂိုးတကူနဲ့အနိုင်ရမယ်လို့အင်တာနက်ကခန့်မှန်းထားပြီးတော့ည8ခွဲမှာကစားကြမယ့်ပွဲစဉ်တွေအတွက်အင်တာနက်ကအခုလိုပဲခန့်မှန်းပေးထားပြန်ပါတယ် Brighton Newcastle ပွဲမှာဆိုတော့တစ်ဖက်ကိုတကိုးစီဘန်လေး League ပွဲမှာဆိုတော့ League အသင်းကတကိုးကိုမရှိ Crystal Palace ဖုံးမပွဲမှာဆိုတော့ Crystal Palace အသင်းကတကိုးကိုမရှိ Man City Everton ပွဲမှာဆိုတော့ Man City အသင်းက3ဂိုးတကိုး Sunderland Wolves ပွဲမှာဆိုတော့တစ်ဖက်ကိုတကိုးစီတည်ရကြမယ်လို့အင်တာနက်ကခန့်မှန်းပေးထားပြန်ပါတယ်ည7:00နာရီမှာကစားမယ် Fulham နဲ့ Arsenal ပွဲမှာဆိုတော့ Arsenal အသင်းက2ဂိုးကိုမရှိနဲ့အနိုင်ရမယ်လို့အင်တာနက်ကခန့်မှန်းသုံးသပ်ထားပါတယ်တနင်္ဂနွေနေ့ည9:00နာရီခွဲမှာကစားမယ် Spa နဲ့ Aston Villa ပွဲမှာဆိုတော့ Spa အသင်းက2ဂိုးတကိုးနဲ့အနိုင်ရမယ်လို့ခန့်မှန်းထားပြီးတော့ Premier League ပွဲစဉ်8ရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ည10:00နာရီမှာကစားမယ့် Liverpool နဲ့ Manchester United ပွဲမှာဆိုတော့ Asian Liverpool အသင်းက2ဂိုးတကိုးနဲ့အနိုင်ရမယ်လို့အင်တာနက်ကခန့်မှန်းပေးထားပြန်ပါတယ်တနင်္လာနေ့ည1:00နာရီခွဲမှာကစားမယ် West Ham နဲ့ Brentford ပွဲမှာဆိုတော့တစ်ဖက်ကို2ဂိုးစီတည်ရကြမယ်လို့အင်တာနက်ကခန့်မှန်းသုံးသပ်ပေးထားပြန်ပါတယ်